အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီညမှာပြောပြချင်တာကတော့ဒီမိုင်တဲကတ်လေးအကြောင်းပေါ့နော်ဒီမိုင်တဲကတ်လေးကကျွန်တော်တို့ကောမှန်တီတိုင်အောင်စစ်ပြီးချင်းချက်ချင်းထုတ်လို့မရလိုက်တဲ့ကတ်လေးပေါ့ဗျာလိုင်းပိတ်ပြီး24နာရီစောင့်လိုက်ရတဲ့ကတ်လေးပေါ့ဘာကြောင့်ဒီလိုမျိုးဖြစ်ရတာလဲဆိုတော့ဒီကတ်ကိုခိုးသွားတဲ့တခိုးကဖုန်းထဲကနေမထုတ်ဖ ೇನೆ ဖုန်းဖွင့်လိုက်ပိတ်လိုက်လို့ရင်ဒီကတ်ထဲကိုဖုန်းခေါ်ရင်ဝင်နေအဲ့လိုဖုန်းခေါ်လိုက်ပြီဆိုရင် तू ကဖုန်းဆက်ပိတ်ပလိုက်တယ်ပြီးတော့ရင်တစ်ခါပြန်ဖွင့်တယ်ကျွန်တော်တို့ဘက်ကလည်းဒီဘက်ကနေပြီးတော့ call ရေးစစ်တယ် call ရလည်းမှန်တယ်ထုံးမယ်ဆိုပြီးလုပ်တဲ့အချိန်မှာဖုန်းခေါ်လိုက်တော့ကတ်ကဝင်သွားတယ်ပေါ့ဗျာဖုန်းဝင်သွားတယ်ဖုန်းဝင်သွားတော့ကျွန်တော်တို့ကဒီကတ်ကိုတန်းထုတ်လို့မရတော့ဘူးတခါကျွန်တော်တို့က call ရေးမှန်တဲ့အချက်နဲ့ကျွန်တော်တို့ line ပိတ်ပလိုက်တယ် line ပိတ်ပြီးတော့ကျွန်တော်တို့3ရက်ပေါ့နော်စုစုပေါင်းအကုန်လုံးဆိုအဲ့ကိုလာတင်တာနဲ့ဒီလိုမျိုးတခိုးဖုန်းကိုဆက်ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာနဲ့ဆိုစုစုပေါင်း9ရက်ဝန်းကျင်တော့ကြာသွားတယ်ဗျာကျွန်တော်တို့ line ရလဲ1ရက်အတရီပိတ်လိုက်တာတည်းဆိုတော့လေအဲ့တော့ကလေးကတော့ထွက်သွားပြီဒီနေရာမှာကျွန်တော်အဓိကပြောချင်တာကဒီလိုမျိုး line ပိတ်ဖို့ပေါ့နော်ဒီလိုမျိုးပျောက်ပြီး4-5ရက်ကြာတဲ့အခါကျမှ4-5ရက်ကြာတဲ့အခါကျမှကျွန်တော်တို့ line ပိတ်ပြီးထုတ်ဖို့ဆိုတာကတောင်းတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးခင်ဗျာတစ်ဖက်ကခိုးသွားတဲ့လူကဒါအထောက်ကောတွေကိုလုံးဝအသုံးပြုခြင်းမရှိလို့ဒါကျွန်တော်တို့စီမှာရှိတဲ့အထောက်ကောတွေနဲ့ကျွန်တော်တို့ပိတ်လိုက်လို့ရတာပေါ့ဒီလိုလို့ဒါတစ်ဖက်ကလူကအထောက်ကောတွေဆက်သုံးထားမယ်ဆိုရင်48နာရီပြည့်သွားတာနဲ့သူခေါ်ထားတဲ့အထောက်ကောတွေကဒါကျွန်တော်တို့ call history မှာကျွန်တော်တို့ဒါအစ်စ်လာပုံပါပေါ့ဗျာအဲ့တော့ဒီလိုမျိုးတစ်ဖက်ကလူကအထောက်ကောမသုံးတာလည်းဒါကံကောင်းခြင်းတစ်မျိုးလို့ပြောရမှာပေါ့ဒီနေရာမှာပြောချင်တာကကျွန်တော်တို့စင်ကတ်အပြောက်ပြက်ဖြစ်သွားရင်48နာရီအတွင်းရုံးကိုဆက်သွယ်တင်တယ်48နာရီအတွင်းမှာရုံးကိုဆက်သွယ်ပြီးတော့ကိုခေါ်ထားတဲ့ last call တွေပေါ့နော်နောက်ဆုံးကိုအသုံးပြုခဲ့တဲ့ဖုန်းနံပါတ်တွေဒါမှမဟုတ်လည်းကိုအများဆုံးအချိန်အများဆုံးခေါ်ခဲ့ဘူးတဲ့အထောက်ကောနံပါတ်တွေကိုရုံးပြောပြီးတော့စင်ကတ်ကိုယာယီပိတ်ထားတာကိုပဲဖြစ်ဖြစ်ကျွန်တော်တို့လိုကိုစားသမားတွေစီမှာအမြဲဆုံးပြန်လျှောက်တာမျိုးပဲဖြစ်ဖြစ်48နာရီအတွင်းကိုဒါလုံရင်တော့တော်တော်ထိထိရောက်ရှိပါတယ်ကျွန်တော်တို့က48နာရီကျော်လို့မှလိုက်လုပ်မယ်ဆိုရင်တစ်ဖက်ကတခိုးကအထောက်ကောမသုံးဆိုရင်ပြဿနာမရှိဘူးဗျာဒါပေမဲ့တစ်ဖက်ကတခိုးကအထောက်ကောရဆက်သုံးထားရဲဆိုရင်သူခေါ်ထားတဲ့ call တွေကိုမပေးနိုင်ဘူးဆိုရင်ကျွန်တော်တို့ပြန်လျှောက်တဲ့အခါမှာတော်တော်ကတိလင်းနိုင်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အရေးကြီးတဲ့စင်ကတ်လေးတွေမတော်တဆအပြောက်ပြက်ဖြစ်သွားခဲ့ရင်48နာရီအတွင်းရုံးကိုဆက်သွယ်ပါရုံးကိုမဆက်သွယ်နိုင်ဘူးရုံးကိုမသွားအားဘူးတခုခုအကြောင်းမျိုးကြောင့်ဆိုရင်လည်းကျွန်တော်စီမှာဝန်ဆောင်မှုလာယူလို့ရပါတယ်ခင်ဗျာကျွန်တော်အကောင်းဆုံးနဲ့အမြန်ဆုံးရအောင်ဆောင်ရွက်ပေးပါမယ်အားလုံးပဲဘေးရန်တွေကင်းရှင်းကြပါစေ